ဆော့ဆော့အတွေ့အကြုံနဲ့ဆော့ဆော့ပြပြမယ်နော်ဆော့ဆော့ရဲ့အိမ်ထောင်ရေးပထမအိမ်ထောင်ရေးကိုကအိပ်ပျော်နေတယ်သူကစာလာတဲ့အချိန်ကျရင်စောင်းမသူ့ရဲ့ဟောထိုးထင်ပြီးသွားရင်နော်ကိုကအဲ့အချိန်မှာ feed တက်ရုံမရှိသေးတည်ရမလားသူဟာ3ပြွ4ပြွနာမပြီးသွားရက်ဆိုပြီးသွားတယ်အဲ့လိုအိမ်ထောင်ရေးရမှာဆော့ဆော့အရင်ကြောက်တယ်နော်အခုလေအဲ့လိုအိမ်ထောင်ရေးနဲ့ကြုံနေရ main ကလေးရှိနော်ဆော့Hi guys မင်္ဂလာပါကဲ bro ရဲ့ video file လေးကတော့ကျွန်တော်တို့ intro ရင်းနဲ့ပတ်သက်ပြီးတော့မှအမျိုးသမီးတွေရင်ဖွင့်ထားတဲ့ video file လေးပါ intro ရတဲ့ကိုကျွန်တော်တို့ရေရှည်တင်ပြဖို့ဆိုတာကျွန်တော်တို့ယောက်ျားဖြစ်သူကငွေရှာပေးုံတက်တဲ့နဲ့တော့ဒါမပြည့်စုံလည်းဘူးဗျเนาะတခြားသိစရာဘူးတူတာတယ်လိုတဲ့ intro ရတင်ပြဖို့ဆိုတာတော်တော်ကြီးတဲ့ဒါဘဝမှာအရေးကြီးတဲ့ခိုင်နှမှာပါတယ်ဗျာเนาะကျွန်တော် intro ရင်းနဲ့ပတ်သက်ပြီးတော့ဘူးတူတာရစီရန်အတွက်ကျွန်တော်ဒီ video file လေးကိုပြန်ပြီးတော့မျှဝေပေးလိုက်ပါတယ်ကျွန်တော်လည်းအတူလိုက်ပြီးတော့ဘူးတူတာအဖြစ်လေးကြည့်ရအောင် let's goဆော့ဆော့အတွေ့အကြုံနဲ့ဆော့ဆော့ပြပြမယ်နော်ဆော့ဆော့ရဲ့အိမ်ထောင်ရေးပထမအိမ်ထောင်ရေးကိုကအိပ်ပျော်နေတယ်သူကစာလာတဲ့အချိန်ကျရင်စောင်းမသူ့ရဲ့ဟောထိုးထင်ပြီးသွားရင်နော်ကိုကအဲ့အချိန်မှာ feed တက်ရုံမရှိသေးတည်ရမလားသူဟာ3ပြွ4ပြွနာမပြီးသွားရက်ဆိုပြီးသွားတယ်ဝါအဲ့လိုမလုပ်ရဘူးเนาะတာကြီးတော့เนาะဒါအရင်အိုက်တိုက်ကြီးရရောက်တယ်ဒါတစ်ဖက်သားရဲ့ခံစားချက်ကိုလည်းဒါထစ်ထွဲဖို့လိုတယ်မောင်ရင်တော့ဒါမိဟာအရင်အိုက်တိုက်ကြီးတဲ့လူပဲเนาะအဲ့လိုခဏဖြစ်နေရင်ဒီအိမ်ထောင်ရေးကလုံးဝရေရှည်မမြဲဘူးဆိုတာလည်းသတိထားပါအဲ့လိုအိမ်ထောင်ရေးရမှာဆော့ဆော့အရင်ကြောက်တယ်နော်အခုလေအဲ့လိုအိမ်ထောင်ရေးနဲ့ကြုံနေရ main ကလေးရှည်နော်ဆော့ဆော့ရင်လာပွင့်ကြတဲ့ main ကလေးတဲ့မှာအဲ့တော့ main ကလေးတွေတချို့လည်းပြောကြတယ်မနော်ဒီပြဿနာကိုဘယ်လိုဖြေရှင်းမလဲဆိုတော့ဒီပြဿနာနေဖြေရှင်းရမှာမဟုတ်နှစ်ယောက်ကြာဖြေရှင်းရမှာဒီလိုအမျိုးသားနဲ့ရမှာလဲကြောက်တယ်နော်ပြောပြမယ်ဒီလားတကယ်တော့လေတနာကြီးတာယောက်ျားလေးဒါပေမဲ့မိန်းကလေးကိုစားလိုက်ပြီဆိုကြာတာမိန်းကလေးဟုတ်တယ်နော်မိန်းကလေးဆိုတဲ့အမျိုးကမစားရင် तू ကစိတ်မရှိဘူးနော်တော့ပြီးငါတို့မိန်းကလေးတွေကနော်နေချင်းစိတ်ဆိုတခါတလေမှဖြစ်ပေါ်တာအမြဲတမ်းမဖြစ်ပေါ်ဘူးတိလားဒီလိန်စိတ်ထားကြတာတခါတလေမှမိန်းကလေးကထားကြတဲ့ဒါတော့မှဟိုမုန်းတက်ကလေးရဲ့ကလေးအားကြောင့်ထားကြတာများတယ်အများစုကတော့ယောက်ျားလေးကထားကြတာများတယ်ယောက်ျားလေးကကျတော့မိန်းကလေးမရှိမနေနိုင်တဲ့အစ်စ်ပဲဟုတ်တယ်။ဒါပေမဲ့ပြောပြမယ်နော်ငါတို့မိန်းကလေးဆိုတဲ့မျိုးကလေတွားမစားလိုက်နဲ့နော်တွားပြီးမှရံမစားလိုက်နဲ့မိန်းကလေးကိုရံစားလိုက်ရင်တည်မလားပို့ပြီးမှယောက်ျားလေးကစာငတ်တတ်တဲ့အမျိုးပို့ပြီးမှကြာတတ်တဲ့အမျိုးဟုတ်တယ်။ဒါတော့တချို့ယောက်ျားလေးတွေကမတိဘူးစားတဲ့ချိန်ကျရင်ကွက်အေးရနေတယ်လို့ဒီကွက်ဆွထဲလိုက်စကတ်နော်အဲ့ဆိုသူဟာဖြုတ်လိုက်အဲ့ဒါပြီးသွားတယ်သူဒီချိန်မှာ brother ပါနေပြီလားနော်သတိထားနော်ပါနေသတိထားပါကပြီးသွားတယ်မိန်းကလေးကကြောက်စက်တငငဒီဝေဒနာငါလည်းခံစားဖို့တော့ငါနားလေအရန်စိတ်ဆိုးတာအဲ့လိုမျိုးဆိုရင်ကြာလာတဲ့ချိန်ကျရင်နောက်ဆိုဒါလင်စိတ်သားစိတ်တော့ကုန်သွားတဲ့အထိဖြစ်သွားသူ့ယောက်ျားလာနေမှလည်းကြောက်သွားစောက်မိကတ်သွားမနေချင်တော့ဒါကြောင့်မိန်းကလေးအိမ်ထောင်ကြီးတော်တော်တချို့တွေကကျတော့တည်မလားမနေချင်တာဒါကြောင့်ဟုတ်တယ်ဒါကြောင့်ဒီဟာကျတော့မိန်းကလေးတွေကဘယ်လိုလုပ်ရမလဲဆိုမိန်းကလေးလုပ်လို့မရဒါယောက်ျားလေးလုပ်ရမှာတကယ်လို့ကိုကစက္ကန့်လာယောက်ျားလေးကိုမေးတော့မယ်ကိုကစက္ကန့်ဆိုရင်မိန်းကလေးကိုလေတလားတဆင့်ချစ်သွားပေးရတယ်အိမ်ထောင်ကြီးတက်တန်းမှလေတလားအိမ်ထောင်ကြီးယောက်ျားလေးတော်တော်များများလဲလာတိုင်မြင်ကြတယ်ကိုကိုလေမမနဲ့ကျွန်တော်မိမဘာလို့လဲတဲ့အဲ့လိုမျိုးဆိုမနေချင်တော့ဘာလို့လဲဆိုတာဒါကြောင့်အခုဒီလိုမျိုးအခုမမပြောလဲပြဿနာတွေကြောင့်ဟုတ်တယ်တကယ်တော့မိန်းကလေးမှလည်းလိန်ကာစိတ်ဆိုအားလေမျိုးယောက်ျားလေးတစ်ထိယောက်ျားလေးထပ်ပုံမှပြင်းထန်တယ်ဒါပေမဲ့နာဘူးတာယောက်ျားလေးက24နိုင်နာဘူးနေအဲ့လိုမျိုးအရန်နာဘူးတာကွာမင်းအဲ့လိုတော့မဟုတ်တော့ဘူးထင်ပါနော်ကလေးကကြောက်တည်ရမလားတော့ထိလိုက်ပြီဆိုယောက်ျားလေးထပ်တဆင့်ပူသွားတာဒါပေမဲ့သူ့ကိုသူအေးစိမ့်နေမိန်းကလေးတွေကကြောက်ယောက်ျားလေးကိုစာငတ်နေတယ်မပါဘူးဒါပေမဲ့ယောက်ျားဘေးမှာအိတ်နေတော့ဟုတ်တယ်စာငတ်တဲ့နောက်ပြီးယောက်ျားကိုယ့်ကိုအလကားနေလဲဟိုလို့ဒီလာကင်နာလို့ဟိုဆွတ်ဒီဆွတ်ဆိုစာငတ်တဲ့ဒါဟိုယောက်ျားလေးတွေကလေတိလားအခုနားလို့တော်လန်းလန်းပေါ့တပိုင်းတစထားလွန်းတာများတော့မိန်းကလေးကဒီဟာကိုစိတ်ကုန်သွားဒါကြောင့်ပြပြမယ်တီးလားတကယ်တော့ main ကလေးကိုကြောက်တဆင့်ချင်းနဲ့ပြောမှဆိုကိုယ့်ရဲ့လေအင်္ဂါနဲ့ပဲမဟုတ်ပဲနဲ့ main ကလေးကိုပြီးအောင်လုပ်ပေးရတယ်နော်ဒီအချင်းချိုင်နေစက္ကန့်တော့လို့ပါလို့သူဘာမှဖြစ်စိတ်ချင်နဲ့ဒီထားဖို့လိုတယ်နော်အထောင်ရင်းတစ်ခုဆိုတာကျွန်တော်တို့ဘောမှာပြနော်တော်တော်ကြီးအရေးပါတဲ့နေရာမှာပါတယ်အထောင်ရင်းတစ်ခုမတင်မြင်စိတ်ဆင်းရတဲ့အထင်မှလည်းဒါအရန်ကြီးကျွန်တော်တို့ဒါ stress တွေများတဲ့ဒါပြဿနာမျိုးပေါ့ဗျာနော်ဆိုတော့ဒီအထောင်ရင်းတစ်ခုကျွန်တော်တို့ဒါရေရှည်
ပေါင်းသိမ့်နိုင်ဖို့ဆိုတာဒီလိုကိစ္စတွေကဒါကျွန်တော်တို့နံပါတ်1မှာအဲ့လိုပြီးနေတယ်ဗျเนาะဒီကိစ္စကိုရန်အထူးကျွန်တော်တို့ youth design နဲ့အဲ့လိုကျွန်တော်တို့ပေါင်းသိမ့်ဆက်ဆံတဲ့ပုံလိုတဲ့အကြောင်းလေးပေါ့ဗျာเนาะနဲ့သွားမေးမယ်ယောက်ျားဟာပွင့်တာဘာလို့ပွင့်တာလဲโอเคကိုတိကိုမိမတယောက်တည်းနဲ့တော့ပွင့်နေတော့မဖြစ်နိုင်ဘူးโอเคလူပြိုတွေမလာနဲ့เนาะလူပြိုတွေမလာနဲ့ကျမကလူပြိုတွေကိုမပြောပြအောင်เนาะလူပြိုတွေလာမမေးနဲ့เนาะလူပြိုတွေလာမေးတော်တော်များများသူများသားသမီးဖြစ်စီလို့လာမေးရတယ်များတယ်လာမမေးနဲ့နောက်တချို့ယောက်ျားလေးတွေเนาะမိန်းကလေးကိုပဲเนาะအထင်သေးမှမဆက်ဆံပါနဲ့နေလို့ဟာဘလောက်ထိကျဲနေဆိုတော့မိန်းကလေးကျဲတာကခုံယူစရာဟုတ်တယ်ဘာလို့လဲဆိုတော့အပြိုမလေးယောက်ျားတစ်ချောင်းလုံနေလဲမကျဲနိုင်ဘူးเนาะအဲ့လောက်ထိမကျဲနိုင်ဘူးเนาะတအားကျဲနေမိန်းကလေးတွေကကလေးမွေးလို့ကျဲတာเนาะကလေးမွေးလို့အိမ်ထောင်တဲ့တခုတီထောင်ဖို့เนาะကလေးမွေးပြီးကျဲတာเนาะအမေငါနေလို့မေးမယ်ယောက်ျားဟာပွင့်တာဘာလို့ပွင့်တာလဲโอเคကိုတိကိုမိမတယောက်တည်းနဲ့တော့ပွင့်နေတော့မဖြစ်နိုင်ဘူးโอเคOh no ဒီကိစ္စကဒီလိုရှိတယ်เนาะဒီကိစ္စမှာကျွန်တော်တို့မိမမရှိတဲ့ပွင့်တဲ့လူရှိတယ်เนาะဘာလို့လဲဆိုတော့ဒီထိတ်ဖြတ်ကအရေပြားရှည်တဲ့လူရှိတယ်တိုတဲ့လူရှိတယ်တိုတဲ့လူကြတော့အရွယ်ရောက်တဲ့နဲ့သူ့ဟာသူဘာမှမလုပ်ပနဲ့ကိုပွင့်တော့တဲ့လူရှိတယ်เนาะအထင်မလွဲဖို့เนาะဒါဒီလိုကိစ္စတွေရှိတယ်အရေပြားရှည်ပြီးတော့မိမရှိပေမဲ့လို့အရေပြားရှည်တဲ့ကောင်တွေကမပွင့်ဘူးတခါကျွန်တော်တို့ဆေးရုံဆေးခန်းကိုတော့ဖြတ်ရတဲ့ကောင်တွေရှိတယ်เนาะဒါတန်တရားရှင်းအောင်လို့ကြည့်မိတဲ့လူတွေเนาะချိုးရောက်ကြတဲ့ရေပြားရှည်နေတယ်မိမရသေးတယ်အောင်ဒီရေပြားကအမြဲတမ်းဖုံးနေလို့စေးရုံစိတ်ခန့်နေတော့ပြီးတော့ဖြတ်ရတဲ့လူရှိတယ်တချို့ရောက်ကြတဲ့ကြတော့လူပြိုဘောကလေးကဘာမှမလုပ်ပနဲ့ကိုအဲ့လိုပွင့်နေတဲ့လူရှိတယ်ဘာမှမလုပ်ပနဲ့ကိုပွင့်နေတာနော်ဒါဒီလိုရှိတယ်နော်တန်တရားရှင်းအောင်ပြောပြတာချင်နော်ငါမပြောချင်ကြည့်နေတော့တိလားဒီလိုတချို့ပြောကြတယ်လေဆိုတအားပြောတတ်တယ်နော်ငါတို့မိန်းကလေးဆိုသူကပွင့်နေတော့ပွင့်နေပြီတနခောက်မှန်းတော့မသိငါတို့ပြပြမယ်အပြိုမတယောက်ကလေတိလားယောက်ျားအယောက်တရာအိတ်နော်အယောက်တရာအိတ်အချိန်တိုင်သူကခဏအိတ်ပြီးပြန်ဟွာဖြစ်သွားတာပဲနော်မိန်းကလေးရဲ့အပြိုမရဲ့ဟွာလေးကကျတော့မြို့ကကျတော့အရန်ဟွာလှုပ်လွယ်တယ်နော်လာပြီးမှဒါပေမဲ့လည်းဟိုပါလဲအပြိုစင်ပေါ့ဘယ်လိုပြောမလဲအဲ့ဒီမေးပါအဲ့ဒါမရှိရတခုပဲရှိရယ်နော်မလေးနော်ဒါပေမဲ့လည်းမတရားပွင့်နေပြီဆိုတာဒါကကြတော့ကလေးမွေးထားတဲ့သူပဲရှိရယ်နော်ကလေးမွေးထားတဲ့သူပဲရှိရယ်ငါတို့ပြောမနော်ငါတို့မိန်းကလေးနော်ငါတို့မိန်းကလေးဟာကျဲတယ်ဆိုတာကဂုံယူစရာနော်လို့လဲဆိုကိုယောက်ျားကိုချစ်လို့မျိုးဆက်တဲ့တွေဖွာပေးရနင်တို့ယောက်ျားတွေရောနင်တို့ယောက်ျားဟာလေရောဟမ်တော်တော်များများပွင့်တဲ့ဟာတော်တော်များများဆိုအိမ်ထောင်တဲပွင့်တာတော့အဲ့လောက်မရှိဘူးနော်အိမ်ထောင်တဲနာမအဲ့လောက်မပွင့်ဘူးဟိုမရမတမ်းမပေါင်းနေတဲ့ကောင်ရဲ့လီးတောင်အဲ့လောက်မပွင့်ဘူးတိလားဟိုတချောင်းစားလိုက်ဒီတချောင်းစားလိုက်ဟိုကလှုပ်လိုက်ဒါလှုပ်လိုက်တရက်ကိုဘယ်နှခောက်ဆိုမှသူ့ကိုကြွားနေတယ်သူအဲ့ကောင်ရဲ့ထားကိုတကြည့်လိုက်အဲ့လိုဖြစ်နေတာ Oh my god ပွင့်နေပြီနော်ပွင့်နေဆိုတာဘလို့ပွင့်လဲဆိုတာကတော့ကိုတိပေါ့ကိုယောက်ျားလေးဟာကိုတိရုပ်ထင်နေမိန်းကလေးဟာပဲကျဲတက်ထင်နေလားယောက်ျားလေးဟာလည်းပွင့်တက်တယ်တော့မလဲအရှိမတစ်ထောင်လောက်ထွက်နေမြင်ဘူးတယ်မလားအရေခွန်ထူဝီးနဲ့တစ်ခါတလေကြရင်လေဟိုပါလဲဟိုလိုမျိုးဖြစ်လို့ပွင့်လို့အပွင့်လွန်ပြီးမှလေအဲ့လိုဖြစ်နေရလို့ရှိရလေတချို့တွေကတော့လူပြိုကဖြစ်တယ်ဆိုတော့အဲ့ဒါကြတော့မဆိုင်ဘူးတော့အဲ့လိုမျိုးလူပြိုတဲ့ဘာကအရေခွန်ထူတာနဲ့ဟိုလိုမျိုးဖြစ်လို့ပွင့်တာနဲ့မတူသေးဘူးနော်မလဲမတူသေးဘူးကြည့်ရနဲ့တည်ရဒါပေမဲ့တချို့လေးတွေကတော့မတည်ဆိုတာထားလိုက်ပါတော့တချို့ပြိုမနေတော်များတော့မသိဒါပေမဲ့ဆွာလို့တော့လာမလို့နဲ့တော့ဆွာလို့လာပြီးမှအရှိမလာမှမထုံနဲ့လုံတော့ငါချွတ်ကြည့်ပါမှဆက်ဆောက်မိကလိုက်မင်းကလေးတာပေါ့ရှာပြောတတ်တယ်ဗျာနော်ရှင်းမှာအဲ့လိုလောက်ရင်တော့ရွှဲပြီးတော့ကြီးမှာ Oh my god ဥချစ်တော့ပြီးတော့မင်းတို့အဲ့လိုတော့သွားလုံးလို့မရဘူးနော်ရှော့မတွဲနဲ့တကယ်ကြီးမှာဒီညီမကနော်ထင်ထိန်မှစကားပြောလိုက်ပြောတာတိလားမင်းကလေးလေးသူဟာဘယ်လောက်တော့ပွင့်နေပလဲမသိဘူးကိုလူပြောလိုက်ငါတခါတိချက်ငါနဲ့မတူတယ်ဟုတ်တယ်ငါချွတ်ပြလိုက်မှငါဆောက်မိကတ်လိုက်တိလားချွတ်ကြည့်လိုက်မှငါချွတ်ကြည့်ပြီးမှသိရမလားသူနောက်မှဘယ်လောက်ထိနော်မင်းကလေးရဲ့ဂုံတိတ်ခါကိုပြပြအောင်မပြောနေတဲ့ကောင်နောက်မှဘယ်လောက်ထိစိုးနေလဲဆိုတော့ငါကြည့်ရတဲ့ငါတည်ရတိလားပြောချင်ငါတော့ကြည့်နေသေးတယ်ကြည့်လိုက်လည်းမပြောလို့ဒီလိုဘုဒ္ဓတာမျိုးတွေကလည်းကျွန်တော်တို့အင်ထောင်ရေးတစ်ခုရရှိတင်ရေးဖို့အတွက်တော်တော်ကြီးအရေးပါတယ်ဗျာနော်လောကကြီးမှာပိတ်ဆံဘလောက်ပဲရှိဒီဟာကကျင်းနှမှုမရှိရင်လည်းဒါအင်ထောင်ရေးဖောက်ပြန်တတ်တာမျိုးအင်ထောင်ရေးကွေးတတ်တာမျိုးတွေခဏမကွေးရင်တော့အိမ်မှာကတော့စားအဲ့လိုစကားများရတဲ့အနေထားမျိုးတွေအများအားဖြစ်တတ်ပါတယ်ဗျာနော်ဆိုတော့တတိထားဖို့လိုတဲ့ဇွဲဆိုရင်ပြီးသွားတဲ့အမျိုးတော့မဖြစ်ပါစေနဲ့ဒီထဲမှာသင်ပါဝင်နေတော့ဒီနေ့ကစပြီးတော့ပြင်လိုက်ပါနော်စိတ်ကိုထင်ပါရေရှည်အရှင်ယူပြီးလောက်နေအောင်ကြိုးစားပါနော်ပ
ပြီးမှကျွန်တော်တို့အင်ထောင်ရေးတစ်ခုတာရမယ်မနေ့မိုးလင်းရင်ဒါမျက်နှာရွှင်ရွှင်ပြပြနဲ့တွေ့ရမယ်ဗျနော်မဟုတ်ရင်တော့ဇက်ပြီးတော့ရင်တော့မနေ့မိုးလင်းတာနဲ့မျက်နှာမုံကောင်းကောင်းနဲ့ဒါပြဿနာရှာရှည်တဲ့မျက်နှာမျိုးနဲ့တွေ့ရပါလိမ့်မယ်မယုံရင်လည်းစိုက်ကြည့်ပေါ့နော်ဒါကတော့ဘုဒ္ဓလေးပါကျွန်တော်တို့နော်မကောင်းတဲ့ဟာလည်းကျွန်တော်တို့ပြင်သွားပါဗျာနော်ကောင်းတဲ့ဟာလည်းဒါမှတ်ထားသိနေဆိုတဲ့အကြောင်းလေးသင်ဆက်နဲ့နောက်ထပ်ဗီဒီယိုဖိုင်လေးမှာကျွန်တော်တို့ပြန်တွေ့ရအောင်